နင်းဒီသွားခုစားမယ်ဝါနင်းဒီပြမယ်နော်မနင်းဒီကြီးဟုတ်မှာတော့ပုံနဲ့ကြိုးကြတယ်အများကြီးဟုတ်ပါအောင်မကြွေးကြတာကြိုးကြတာတွေကပုံစံနော်ကြွေးကြဟာနေမချိုသေးဘူးလေဟန်နေသေးတယ်ဒီမှာလုံးကြီးပဲ Oh my god ဝါဒီမှာဟဲ့ခါကျင်မလေးအိတ်ထုတ်ထားတာလေးသိလားငှက်တေစားမှဆိုလို့အိတ်ထုတ်ထားတာမဟုတ်ဘူးနော်အိတ်ထုတ်ထားတဲ့အိတ်ထုတ်ထားလို့ရှိရင်ချိုတယ်ပွားပွားကြီးတွေနဲ့မောမောကြီးတွေဖြစ်တယ်နော်ငှက်စားမှဆိုတာငှက်ကအောင်မအိတ်ထုတ်လို့မရတဲ့ဟိုလုံးတွေရှိတယ်စားပလိတ်တွေဖြစ်ပါတယ်ငှက်နော်ငါကတော့ဘာကြီးရောမိုက်လိုက်တော့မအိတ်ထုတ်ထားတဲ့အလုံးကြီး10ပဲချိုတယ်ဒီအောက်ကဟာကြီးပြလိုက်တော့မပြတ်ခဏနေဒါတော့သေးလေးအများကြီးပဲသေးလေးအများကြီးပဲရှိတယ်ဒီမှာကျွန်းနေအားလေကြီးဟဲ့အမေပွားရ4000ဟောဒီမှာဒီလုံးပွားရစားလိုက်ရတယ်ဒီလုံးကြီးနေဒီကူပေးမှာဒီဘက်ကဟာဒီလုံးချဦးဆိုဖြုတ်ကြည့်哦，公公就我嘛说了，哎，头大的老鹰，喏，哎，头大的老鹰啊，鸡的个，啥？不然没事。你说哪位？喏，出来了，出来了，出烟了。老鹰去，哎，别的。我也不坏，抽烟。睇တဲ့အဲ့ထုတ်ထားတာဟိုပွားအောင်လို့လုံးကြီးကြည့်အောင်လို့ပွားအောင်လို့ထုတ်ထားတာနော်ထုတ်ပြီးဒီတိုင်းနေမစားနဲ့ဒီတိုင်းနေဆိုလို့ရှိရင်ဒီတိုင်းနေကမကောင်းဖမ်းတယ်ဒါကြောင့်မလို့ဈေးကွက်ထဲကလုံးနေထမ်းတာဒါတပင်းဒီတပင်းဟိုမှာတပင်းဟိုအပင်းကပိုးချိုးတယ်သိလားအဲ့နှစ်ပင်းကမယိုးမတူဘူးဒါကရန်ကုန်ကဝယ်လာတာဒါရန်ကုန်ကအမဝယ်လာတာနိုင်မောမအိတ်ထုတ်ထားတာဒါနီးကိုနဲ့နီးတဲ့ဟာလေးတွေထုတ်ထားတာပေါ့ဇာတ်မကောမထုတ်ရသေးတဲ့ဟာမထုတ်ရမရဲနာဘယ်လိုရအများကြီးပဲမီးတဲ့ဟာလေးတွေတော့ထုတ်ထားလိုက်တယ်မမီးတဲ့ဟာတွေတော့မထုတ်ပါဘူးဒါလေးတော့လုံးရုပ်ယူရွှမ်းနေတာပဲဈေးကွက်ထဲမှာရောင်းနေတာတွေတွေ့တယ်စားကြည့်တော့ဖမ်းတယ်မဆိုင်ကြီးလည်းမကောင်းချိုးတာဒါတော်တော်ချိုးတာမှာအိမ်မထုတ်ထားဘူးအိတ်ထုတ်ထားတဲ့ဟာလေးတွေကတော့ကိုစားဖို့ပေါ့နော်ကိုစားဖို့ကိုအိတ်ထုတ်ထားတာအိမ်မထုတ်ထားတဲ့ဟာဆိုရင်အဲ့လိုဖြူဘက်ဖြူရော်လေးတွေနဲ့ဟိုဘလိုလေးလဲဟိုหนีလဲတိတ်မหนีဘူးအရန်หนีခဲ့ရင်လဲဟိုသူကတိတ်ချိုတဲ့ထဲမှာမပါဘူးအဲ့လိုအိတ်ထုတ်ထားလိုက်ရင်ပွားကြီးတွေနဲ့ချိုကြီးတွေမအိတ်ထုတ်ထားတဲ့အရာဟိုလည်းမတူဘူးလေးပဲအများကြီးအောက်ခြေတွေမှာအောက်ခြေလုံးလို့ဒီအောက်တော့ဖြာခင်းတော့နည်းနည်းခံချပြီးအဲ့နေဘလောက်ကောင်းလဲကိုစားမဲ့အလုံးနေဆိုရင်တော့အိတ်ထုတ်ထားပါလေငါစားဖို့ဆိုရင်တော့မထုတ်ထားနဲ့မစားကြီးတယ်ပဲဒီလုံးကြီးတွေကတော့ခလေးရတော့သေးပြီဟိုကြီးတဲ့လုံးမတော့ဒီလိုမျိုးလေးမထုတ်ကသေးရင်ကွာတေးသေးလေးနဲ့အဲ့လိုမျိုးကြွေကြွာအိတ်ထုတ်ထားတယ်ရဲပြီးတော့